ဒီဗီဒီယိုကဂျင်းနဲ့ဂျီတို့ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာပြုလုပ်ခဲ့တဲ့ fan meeting ခရီးစဉ်အကြောင်းရိုက်ကူးထားတဲ့ blog လေးဖြစ်ပါတယ်။သူတို့နှစ်ယောက်သူ့ဝန်နာဘူမီလေးစိတ်ကနေညနေပိုင်းလေးရင်နဲ့ထွက်ခွာခဲ့ကြပါတယ်။ဗီယက်နမ်ကိုရောက်တဲ့ညမှာအနားယူပြီးနောက်တစ်နေ့မနက်မှာ fan meeting အတွက်ပြင်ဆင်ခဲ့ကြတာပါ။မူလာကပရိသတ်တွေစီစဉ်ထားတဲ့ project တွေကိုကြည့်ဖို့10:40မှာချိန်ထားပြီးမြဲလူစုလူဝေးအရန်များမှာဆိုတာကြောင့်မနက်စောစော10:20ဝန်းကျင်မှာပဲကြိုတင်ထွက်ခွာခဲ့ကြပါတယ်။မင်းညကသွားခဲ့တဲ့အနှိတ်ခမ်းအကြောင်းပြောပြထားပါတယ်။တကူလုံးနှိတ်တာအဆင်ပြေပြီးမြဲသူတို့လိုချင်တဲ့ခေါင်းရှုံအနှိမ်မျိုးမဟုတ်သေးတဲ့အတွက်အလုတ်အားရင်ထက်ရှာဖို့စိတ်ကူးရှိနေကြပါတယ်။မြို့တွေက digital billboard တွေမှာပရိသတ်တွေပြုလုပ်ပေးထားတဲ့သူတို့ရဲ့ကြော်ညာပုံရိပ်တွေကိုတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ project လုပ်ထားတဲ့နေရာမှာလာရောက်ဆောင်ဆိုင်နေတဲ့ပရိသတ်တွေကိုရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီးဓာတ်ပုံတူတူရိုက်တာစကားပြောတာတွေနဲ့ကျေးဇူးတင်စကားပြောကြခဲ့ကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လေးဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။